ကျွန်တော်တို့အဲ့ American Dream Shopping Mall ကနေပြီးတော့ကျွန်တော်ဒီ stadium လေးကိုသွားဓာတ်ရိုက်သွားလိုက်တယ်ပေါ့နော်အဲ့မှာအဲ့အချိန်မှာပဲဒီမိုးကလည်းအရန်ရွာတယ်ဟိုအရန်တဲတယ်ပေါ့နော်ဒီဘောလုံးမဲမစခင်ဆိုတော့ကျွန်တော်တို့ဒီ security gate ကိုရောက်တဲ့အခါမှာဒီ banner နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဟိုစစ်မယ်လို့ထင်ခဲ့တယ် short shoot ပဲပေါ့နော်ဟိုပေးဝင်လိုက်တယ်ပေါ့နော်အကွင်းထဲရောက်တော့လေဒီ stadium မြောက်ခင်မှာကွင်းရှိမှာကျွန်တော်တို့ဒီ banner ကြီးကန်ပြီးတော့ဓာတ်ပုံရိုက်တဲ့အခါမှာလည်း Norway သတင်းမီဒီယာလည်းလာရပြီးတော့ဒီအမေတော်ဆန်းစစ်ကြည့်တဲ့ပတ်သက်ပြီးတော့မင်းမျက်နှာကြီးလို့ကျွန်တော်တို့ကတချို့မီဒီယာကိုဖြေခဲ့တယ်ပေါ့နော်နောက်ပြီးတော့ဒီ Norway ပြည်သက်တွေကလည်းကျွန်တော်တို့ဘာကိုတောင်းဆိုရဲဆိုတော့သူသိတယ်ပေါ့နော်သူတို့အနေနဲ့လည်းအမေစုလွတ်မြောက်ဖို့လည်းသူတို့အားပေးတယ်ပေါ့နော်ဟိုပြီးတော့ကျွန်တော်ကွင်းထဲရောက်တဲ့အခါမှာလည်းဒါကွင်းထဲမှာလည်းကျွန်တော်ဒီအမေစုနော် free အောင်ဆန်းစစ်ကြည့်နေ all political prisoner ဆိုတော့ဘန်နာကိုကျွန်တော်တို့တောက်လျှောက်ပွဲပြီးတဲ့အထိကျွန်တော်တို့တောက်လျှောက်ဟိုကင်ပြီးတော့ကျွန်တော်တို့ဒီပွဲမှာပေါ့နော်ဟိုဒီ Norway ပြည်သက်တွေဒီပါဝင်ပြီးတော့ကျွန်တော်တို့ဒီအတွက်တောင်းဆိုခဲ့တယ်ပေါ့နော်အားလုံးကတော့အဆင်ပြေပြေ short shoot ပါပဲကျွန်တော်တို့ဒီအခုဒီ campaign ကပေါ့နော်ကျွန်တော်တို့ဒီ campaign ကကျွန်တော်တို့ဒါမျိုးလေးလုပ်တာကျွန်တော်တို့ကကျွန်တော်တို့တိုင်းပြည်မှာတကယ်ကျွန်တော်တို့ရဲ့နိုင်ငံခေါင်းဆောင်ကျင်းကြခံနေရတယ်သူနဲ့အတူနိုင်ငံရေးကျင်းသားတွေအားလုံးကလည်းထောင်ထဲမှာယနေ့ရက်ထိကျွန်တော်တို့9နှစ်ကျော်တဲ့အထိကျင်းကြခံနေတဲ့အတွက်ကျွန်တော်တို့ကတောင်းဆိုခြင်းဖြစ်ပြီးနောက်လဲကျွန်တော်တို့ဒီလိုမျိုးcampaign တွေနဲ့ဆက်ပြီးတော့ကျွန်တော်တို့တောင်းဆိုသွားမှာဖြစ်ပါတယ်